အားလုံးပဲမင်္ဂလာပါအခုတစ်ခါမှာတော့ကျွန်တော် power station တွေအတော်များများနဲ့မတူညီတဲ့ design နဲ့ပေါ့နော်ကွဲထွက်နေတဲ့ design နဲ့လာတဲ့ water က eco 11တွေကိုကျွန်တော်ရောင်းချပေးသွားပါမယ်ဒီကောင်ကတော့ကျွန်တော်ဘာဖြစ်လို့ design ပိုင်းကကွဲထွက်နေလဲဆိုတော့လူကြီးမင်းတို့မြင်တဲ့အတိုင်းပဲသူက4000ကြာဖြစ်တဲ့ design ပိုင်းလုံးဝကို minimalist ဖြစ်တယ်ပေါ့နော်လုံးဝရိုးရှင်းတယ်ဒါပေမဲ့တိုက်ခန်းတွေကျွန်တော်တို့အိမ်တွေပြီးတော့ဆိုင်တွေပေါ့နော်ကျွန်တော်လှုပ်သုံးမများတဲ့ဆိုင်တွေdecoration လှလှလေးနဲ့ဖွင့်ထားတဲ့ဆိုင်တွေအတွက်ဆိုရင်အမတန်ကိုတင့်တော်တဲ့ကျွန်တော် water ကရဲ့ eco 11 power station လေးပဲဖြစ်ပါတယ်အဲ့တော့ဒီ set လေးမှာကျွန်တော်အားသာချက်တွေဘာတွေရှိလဲဆိုတာကိုတစ်ချက်ချင်းကြီးပြောပြပေးသွားမယ်နံပါတ်1အနေနဲ့ကတော့ကျွန်တော် design ပိုင်းမှာ design ပိုင်းကတော့လုံးဝကိုမိုက်တယ်ပေါ့နော်ဒါတစ်ချက်နောက်တစ်ခုက battery ပိုင်းမှာ battery ကသူက solid state battery မျိုးစားကိုအသုံးပြုပေးထားတယ်ကျွန်တော်တခြားသော power station တွေတော်တော်များများမှာဆို LiPo 4 battery ကိုအသုံးပြုပေးထားတယ်ပေါ့နော်ဒီ power station မှာကျတော့ကျွန်တော်တို့လုံးဝperformance ပိုကောင်းတဲ့ solid state battery မျိုးစားကိုအသုံးပြုပေးထားတယ်နောက်ထပ်အားသာချက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ဒီ volt အနေနဲ့ကို24 volt system နဲ့လာတယ်ဆိုတော့12 volt system တွေထက်စာရင်လှုပ်ဆွဲတဲ့အပိုင်းမှာပို့ပြီးတော့မှခဏရေးရှိသွားတယ်ပေါ့နော် watt hour အနေနဲ့1024 watt per hour ပါတယ်အဲ့တော့တော်ရုံလှုပ်သုံးတွေအတွက်ဆိုရင်အမတန်အဆင်ပြေတယ်ပေါ့နော်ဆိုပါစို့ကျွန်တော်တို့1024 watt hour ဆိုတော့100 watt သုံးနေစဉ် total average ကျွန်တော်တို့9နာရီဝန်းကျင်လောက်ထိကိုဒါအသုံးပြုလို့ရနိုင်တဲ့အမျိုးအစားလေးပဲဖြစ်ပါတယ်နောက်တစ်ခုကတော့သူ့မှာဆိုရင်ကျွန်တော်တို့ MPPT controller ပေးတင်ပါပြီးသားဒီလိုလူချင်းမင်းတို့အနေနဲ့ solar နဲ့တွဲဖက်ပြီးတော့မှအသုံးပြုမယ်ဆိုရင်လည်းတိုက်ရိုက်တွဲဖက်ပြီးအသုံးပြုလို့ရနိုင်တဲ့အမျိုးအစားလေးပဲဖြစ်ပါတယ် solar ကတော့ကျွန်တော် maximum ကတော့သူက300 watt အထိကိုပေးထားတဲ့အမျိုးအစားလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့တစ်ချက်ပါနောက်တစ်ခုကသူကဆိုရင်ကျွန်တော်တို့ချပြီးတော့မှလည်းအသုံးပြုလို့ရတယ်လို့နောက်မှဆိုရင်လည်းနိုင်ရန်တွေကိုချိန်ထားလို့ရတဲ့ design လေးလည်းပါတယ်ဆိုတော့ wall mount တဲ့အနေနဲ့အသုံးပြုမှဆိုရင်လည်းအသုံးပြုလို့ရတယ်ပေါ့နော်သူရဲ့ရှေ့မှာဆိုရင်ကျွန်တော်တို့ water ကတစ်စိမ့်ပါတယ်ပြီးတော့သူ့မှာဆိုရင်ကျွန်တော် display တစ်ခုပါတယ် display မှာဆိုရင်ကျွန်တော်သုံးဆွဲတဲ့ watt တွေကြည့်လို့ရမယ် solar နဲ့ဝင်တဲ့ watt တွေကြည့်လို့ရမယ်စားတဲ့အချက်လက်တွေအကုန်ကြည့်လို့ရပါတယ် EPC နဲ့သုံးရင်လည်းဘယ်နှဝနဲ့ဝင်နေဆိုတာအစကြည့်လို့ရတဲ့အမျိုးအစားဖြစ်ပါတယ်ပြီးတော့သူ့ရဲ့အောက်ဘက်ပိုင်းလို့ကျွန်တော်တစ်ချက်ပြပေးသွားမယ်သူ့ရဲ့အောက်ဘက်ပိုင်းကတော့ဒီတိုင်းလေးပေါ့နော်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ AC output ထွက်ပေးတဲ့ကောင်ပါတယ်ဒီကောင်လေးကတော့ကျွန်တော်တို့အိမ်မီလိုင်းနဲ့ထည့်ပြီးတော့မှဒါအသုံးပြုလို့ရတယ်ဆိုတော့အိမ်မီလိုင်းနဲ့ထည့်ပြီးတော့မှအသုံးပြုခြင်းတဲ့ customer တွေအတွက်လည်းအဆင်ပြေတယ်နောက်ပြီးတော့မှကျွန်တော် EPC နဲ့သွင်းမယ်ဆိုရင်ဒီကနေကြိုးလေးထုတ်ပြီးတော့မှသွင်းလိုက်ရမယ်ဒါကလွယ်တယ်နောက်တစ်ခုကျွန်တော် USB board တွေသုံးခြင်းရင်ဒီမှာ USB board တွေတစ်ခါတည်းပါတယ်နောက်တစ်ခုကဒီမှာဆိုရင်ကျွန်တော်တို့ DC output ထုတ်သုံးခြင်းနဲ့ဆိုရင် DC output တွေတစ်ခါတည်းပါတယ် solar နဲ့သွင်းမယ်ဆိုရင် solar ကြိုးတစ်ခါတည်းပါတယ်ကျွန်တော် solar နဲ့သွင်းတဲ့အပိုင်းလေးလည်းတစ်ချက်ပြပေးထားပါမယ်ဟုတ်ကဲ့ပါအဲ့တော့ all in one system ဖြစ်တဲ့လူချင်းမတို့အနေနဲ့ဒီတစ်လုံးနဲ့ရှိတာနဲ့ဖုန်းအားသွင်းမလားကျွန်တော်တို့ TV ကြည့်မလားပန်ကာတွေသုံးမလားတခါတိတ်လေးကျွန်တော်တို့ထမင်းပေါင်းအိုးတွေချက်မလားချက်လို့ရတယ်800 watt အတွက်ရှိတဲ့ထမင်းပေါင်းအိုးဆိုရင်ကျွန်တော်တို့မြည်သည့်ပစ္စည်းမဆိုအသုံးပြုလို့ရနိုင်တဲ့အမျိုးအစားလေးပဲဖြစ်ပါတယ်အာမခံအနေနဲ့ဆိုရင်ကျွန်တော်တို့အာမခံကို2 year အထိပေးထားတယ် water brand ဒီသူကစက်ရုံကနေတိုက်ရိုက်လာတာဖြစ်တဲ့အပိုပစ္စည်းတွေမရမှလည်းပူစရာမရှိဘူးပေါ့နော်ပစ္စည်း quality ဘန်း